Hello ချစ်တို့ရေလောက်ရတာလွယ်ကူတဲ့စက်သားချိုချင်းကြော်လေးကြော်စားကြမယ်အမကနနက်တီးမရှိလို့နနက်တီးအစီလေးတုံးထားတယ်ပြီးရင်ဒီဘရာဘူဆော့လေးတုံးပါတယ်စက်သားအရွေးအနေတော့အတုံးလေးကျဥငရုတ်ကောင်းအနမ်းမုံပေါ့စားဟင်းချုံမုံမစတာရေစီမွေးအဲ့ဒါလေးနယ်လိုက်ပြီးရင်အကြော်မုံလေးထက်အဲ့လိုလေးသူ့အရာစိတ်ညစ်ပြီးနေမစတာအရေးဒါခုနအစီလေးတစွန်းပြီးရင်ဒါဆော့ကနှစ်စွန်းရှလကာရေးလေးတစွန်းအဲ့ဒါလေးကိုတမနေအောင်လေးခလောက်မွေထားလိုက်နော်ဟိုဟာနနတ်တီးမရှိဘူးနနတ်တီးအစီမရှိဘူးဆိုရင်တကြားသုံးလို့ရတယ်နော်ဒါကော်ရည်လေးနည်းနည်းဖြော်ထားတာပြီးကြက်သားလေးကြော်မယ်ကြက်သားလေးရဲလာပြီးရပြီဆိုရင်ကြက်သွန်ဖြူစီတက်အမကိုကြိုက်တဲ့အသီးအနှံလေးထည့်ပြီးရင်ခုနကတော့ဆော့လေးထည့်ကော်ရည်လေးထည့်ကော်ရည်လေးထည့်မယ်ပြီးရင်ကြော်ထားတဲ့ကြက်သားလေးထည့်မယ်အဲ့ဒါဆိုရင်ကြက်ချူချင်းကြော်လေးရပါပြီ